ဧပြီလ9ရက်နေ့ညနေ9နာရီဝန်းကျင်အချိန်မှာမိထီလာမြို့တစ်မြို့လုံးကိုတနာရီနီးပါးကြာအောင်လေပြင်းတွေအရှိန်ဟုန်ပြင်းစွာတိုက်ခတ်ပြီးမိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့်မြို့ပြက်ကြီးတစ်ခုလိုမျိုးပျက်စီးဆုံးရှုံးမှုတွေအကြီးအကျယ်ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။အချိန်တိုအတွင်းမှာပဲရုတ်တရက်ဝင်ရောက်တိုက်ခိုက်သွားတဲ့ဒီလေပြင်းကြောင့်မြို့ပေါ်ကတစ်ပင်ကြီးတွေလဲကျတာအဆောက်အုံအမိုးတွေလွင့်ထွက်ကုန်တာနဲ့လျှက်စစ်ထတိုင်တွေပြိုလဲပျက်စီးတာတွေဖြစ်ခဲ့ရတယ်။မြို့နယ်လူထုအတင်းနဲ့လေမြို့ပြက်ကြီးတစ်ခုလိုဖြစ်သွားတဲ့မြင်ကွင်းတွေကြောင့်အတော်လေးကိုထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။အခုဆိုရင်မြို့ပေါ်မှာပျက်စီးသွားတဲ့အစိပ်ပိုင်းတွေကိုရှင်းလင်းရေးလုပ်ငန်းတွေစတင်နေပြီဖြစ်ပေမဲ့တမျိုးလုံးဒီမှာပျက်စီးနေတဲ့ပုံရိပ်တွေကြောင့်မြင်ရသူတိုင်းစိတ်မကောင်းဖြစ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့လည်းအခုလိုရာသီဥတုဖုံလဲဖောက်ပြန်ကဖြစ်ပေါ်တတ်တဲ့လေပြင်းတိုက်ခတ်တာနဲ့မိုးသက်လေပြင်းအန္တရာယ်တွေကိုအထူးသတိပြုကြဖို့နဲ့တဘာဝဘေးအန္တရာယ်ချိုးတင်ကာကွယ်ရေးတွေကိုဂရုစိုက်ကြဖို့လိုအပ်ပါတယ်။